မွန်နဲ့မှာနော်မြန်မာစာအရေးသားပကံခေတ်ကစတင်ခဲ့ပြီးတော့ပကံခေတ်ဦးကာလမှာတော့ရှေးဟောင်းမွန်စာအရေးသားတွေပေါ်ထွန်းခဲ့ပါတယ်နော်မွန်စာတွေနဲ့စတင်ပြီးတော့ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်ရှားမှတ်3မှတ်ဖြစ်ပါတယ်ညတပြောတော့ပေါ်ရတော့ချပဲဘာလို့ထင်လဲမပရိယံလို့စေအောင်နော်ပရိယံတော့ဘယ်ကတော့မရချအရာมันก็คล้ายมาดิမေကွန်ကောက်ကိုဖြေမလားဒီရောနော်ပေါ်နော်ထောက်အောက်တတိချဲนะကောက်ဖြေမယ်ก้าวเราမေကွန်ကြည့်အောင်จะจับลอดๆนะเอาเสียงแต่อันเนี้ยเดี๋ยวร้อยเราเกมจะเดินเล่นပကံခေတ်ဦးပိုင်းကာလတွင်မိသည့်ဘာသာဖြင့်စာအရေးသားထွန်းကားခဲ့သည်ဖြေပါပကံခေတ်ကကြောက်စာတွေမှာဆိုရင်တော့ပြူတို့မွန်တို့ပါဠိစောပိုင်းညီမလေးပါထင်တယ်ပြူပဲထင်တယ်ပြူဘာသာစကားအဲ့တော့တခြားဘာနဲ့စဝေးသွားဖြစ်သေးလဲပါဠိတော့မဟုတ်ဘူးဗျမွန်နဲ့နည်းနည်းရှောနေစဝေးတော့ဟုတ်ပြီအဲ့တော့ကျန်တဲ့ဟာကိုဘာနဲ့စဝေးသွားဖြစ်တယ်မွန်နဲ့ဒီနေရာမှာမွန်ဖြည့်သူသားဆိုတာတူဦးပဲရှိပါတယ်ဆက်နံပါတ်18ပြီသူလဲဗျာဟုတ်ပြီတယောက်တည်းထူးထူးချွန်ချွန်ကဲရွေးချယ်ထားလေပြောပြပြပါဘာလို့ရွေးချယ်ထားမွန်လို့ထင်လို့မွန်လို့ထင်လို့မွန်လို့ပြောလာမှာဟုတ်ဗျာပကံခေဦးပိုင်းကာလမှာဘယ်ဘာသာစကားလဲဆိုတော့ပြူရယ်ပါဠိကတော့မဟုတ်ဒါပေမဲ့မွန်ရယ်ကြောက်စာတွေမှာဆိုဘာတွေနဲ့အများဆုံးမြင်ရလဲမွန်လည်းရှိရယ်ပြူလည်းရှိဟုတ်ပြီဗျာကဲအဖြေဘာဖြစ်မလဲဆိုတော့ကြည့်အောင်တယောက်တည်းမှန်တာတော့အကြောင်းလို့မွန်ဒါပေမဲ့ပြူနဲ့ပါဠိနဲ့မွန်နဲ့မှာနော်မြန်မာစာအရေးသားပကံခေတ်ကစတင်ခဲ့ပြီးတော့ပကံခေတ်ဦးကာလမှာတော့ရှေးဟောင်းမွန်စာအရေးသားတွေပေါ်ထွန်းခဲ့ပါတယ်နော်မွန်စာတွေနဲ့စတင်ပြီးတော့ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်ရှားမှတ်3မှတ်ဖြစ်ပါတယ်ဒီဆက်ကိုသာရွေးမိညီမလေးလဲမှားပြီပြူလို့ပဲဖြေမှာပေါ့ป่วยแต่ร้องอมอนป่วยแต่มุปะแกเต่ามาหวายโดยปลาละมอนรอแต่ร้องอาเซยนังแนกแต่นะฮอดนก็มอนป่วยเฮญิสาร้องอาแวงเริ่มเดี๋ยวเลยก็ระกุยนมอนป่วยเฮียงระมอนป่วยก็เนี่ยนอกจาก